ဒီနေ့ကျွန်တော်ကစားသမားတွေလည်းကျွန်တော်အနိုင်ရရှိအောင်ကစားပြီးတော့ကျေးဇူးလည်းတင်တယ်ကျင်းလည်းကျင်းတတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့နီးပြမာလာတဲ့အတိုင်းကစားပြီးလို့အသင်းအခုလိုမျိုးကိုပြတ်နိုင်တဲ့အတွက်အများကြီးဝင်းသားပါတယ်ခင်ဗျာပြိုင်ပွဲအသင်းလည်းသူလည်းပြင်ဆင်ထားပါတယ်ဒါပေမဲ့ကျွန်တော်တို့အသင်းကနည်းနည်းတင်းဝက်လေးပိုကောင်းလို့အဲ့လိုမျိုးလေးရလက်ကောင်းသွားတယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်တစ်ဖက်အသင်းလည်းတော်တော်ကောင်းပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဝိုင်းကြီးအသင်းနဲ့ပြင်ဆင်ခြင်းကတော့တစ်လကြော်လောက်ပဲရပါတယ်ဒီမှာအဲ့ဒီအချိန်ဒီမှာအကောင်းဆုံးကျွန်တော်တို့စူးစမ်းပြီးတော့စုစုစည်းစည်းတိုင်တိုင်မင်းမင်းနဲ့ဝိုင်းဝန်းပြင်ဆင်ထားတဲ့အတွက်အခုလိုမျိုးလေးကောင်းနေတာပါခင်ဗျာဟုတ်ပလေယာကတော့ကစားသမားအစ်စ်များပါတယ်အဟောင်းဆိုလို့ကျွန်တော်တို့ဒီမနေ့ကကြံခဲ့တဲ့ကျွန်တော်တို့2ယောက်ပဲရှိပါတယ်ခင်ဗျာကြံတာကတော့မျက်နှာသစ်တွေကြီးပဲဒါပေမဲ့သူတို့နီးပြတွေတင်ပေးတဲ့အတိုင်းလိုက်ကစားတဲ့အတွက်အသင်းလေးကအခုလိုတော်တော်လေးတင်းဝက်လည်းမိတယ်ပုံရိပ်လေးကောင်းနေတာပါခင်ဗျာဟုတ်ကဲ့အဲ့လိုကစားသမားတွေကိုလည်းကျွန်တော်ကျင့်တတ်ပါတယ်ခင်ဗျာဟုတ်ကဲ့တပွဲတဲ့တပွဲပိုကောင်းပြီးတော့ချန်ပီယံလမ်းကြောင်းပေါ်ရောက်အောင်ကျွန်တော်တို့နောက်ပွဲတွေလည်းအကောင်းဆုံးပြင်ဆင်ပြီးတော့စူးစမ်းနေပါတယ်ခင်ဗျာနောက်ပွဲတွေလည်းအနိုင်ရရှိအောင်တောက်လျှောက်စူးစမ်းပြီးကစားသွားပါမယ်ခင်ဗျာပြန်မဲ့ပုံပြင်ကောင်းပါတယ်ကျွန်တော်လည်းကောင်းလို့ကျွန်တော်နိုင်သွားပါသူတို့အသင်းတော်တော်ကောင်းပါတယ်ဘာကြီးဟုတ်အားနည်းချက်ကတော့ဘာလို့လဲဆိုကျွန်တော်ပြင်ဆင်ချိန်ကတပတ်ပဲရရဗျကျွန်တော်အသင်းမဝင်ဘူးဆိုပြီးတော့လှုပ်လိုက်ပြီးမှကိုကချက်ချင်းဝင်ရမယ်ဆိုတော့ကျွန်တော်အသင်းလူရွေးတာအခက်အခဲရှိတယ် training ဆင်းတဲ့အချိန်မှာ2ရက်3ရက်ပဲဆင်းရတဲ့အတွက်ကျွန်တော်ရှိရဲ့ပြင်ဆင်မှုနဲ့လာကန်တာဖြစ်ပါတယ်ပလေယာတွေကအခု16ယောက်ရွေးထားတယ်19ယောက်ကအကုန်အစ်စ်တွေပဲတယောက်ပဲအဟောင်းပါဒီနေ့ပွဲအမားတွေကိုပို့ပြီးပြင်ဆင်ရမှာပေါ့နောက်ပွဲအတွက်ပြင်ဆင်ရမှာနောက်ပွဲကလည်းကျွန်တော်တို့ပွဲချက်တယ်ဒီနေ့အမားတွေကို training မှာအကောင်းဆုံးပြင်ဆင်ပြီးတော့ကျွန်တော်အသင်းကိုရှေ့ဆက်သွားအောင်ဆက်လက်ကြိုးစားပါလို့ကျွန်တော်ကြိုးစားတယ်ကျွန်တော်နဲ့ထိုက်တဲ့တနေရာတော့ရမှာပါပြီးတော့ကလေးလည်းဒီနေ့ပွဲအတွက်စိတ်တက်မကြောက်အောင်လို့တော့ကျွန်တော်တို့မူတည်တစ်ခုကပြန်ပေးရအောင်ဟုတ်